အားလုံးမင်္ဂလာပါထာဝရဘုရားသခင်သည်ကျွန်တော်ဤသူထိန်ရှင်တာယာတော်မီအနာတို့လပြသည်စုပြေစေရဲ့မှာကျွန်တော်ကိုအိစေစေသည်ဒီခါများကျွန်တော်တည်စီခြင်းရှိပေကြောက်စရာဒီမီလွန်မှုတို့ချိုင်အလေးချောက်သွားခေရတော်လေးဒီဒုက္ခကိုကြောက်ဘူးပြမြဲဤလက်တော်သည်ကျွန်တော်အမစာမှုမီလုံးချုံတော်အရေးတို့ပူစာမီကျွန်တော်ဤရန်သူများရှိမျက်မှောက်တွေကျွန်တော်တွေ့သူစားပွဲခင်ခြင်းပေသည်ကျွန်တော်ဤဥကောင်းကိုယနာတင်စီလေးပေးမှုမီကျွန်တော်ခွဲသည်ရှာလေပြေလေရှိလေကြောက်စရာဒီမီလွန်မှုတို့ချိုင်အလေးရှောက်ရခေရတော်လေးဘေးဒုက္ခကိုကြောက်ဖို့ပြမြဲဤလက်တော်သည်ကျွန်တော်အမစာမှုမီလုံးချုံတော်ရတော်ပူဆောင်နေကျမတို့ဘဝမှာဒီလောကမှာနေတဲ့ချိန်မှာဆိုခေခေပေါင်းဆုံးနဲ့ကျမတို့တစ်ခါပေါင်းဆုံးခေခေပေါင်းဆုံးနဲ့ကျမတို့ကမြင်ဆရာမှာဖြစ်တဲ့ကိုယ်ရဲ့ရှင်ကာလမှာဆိုဖို့ဒီပေါ်မှာစီစဉ်ရဆရာတွေမျိုးနဲ့လည်းဂျုံတွေ့နေရတယ်ဖြစ်ပါတယ်ဆိုတော့နော်အဲ့တော့မျိုးနဲ့ကျမတို့ဂျုံတွေ့နေရပြီးစိတ်ပြဝန်းနေတဲ့ဆိုရင်အရာတိုင်းမှာကျမတို့ကနော်ဖျားဖြစ်တဲ့အတူရှောင်းလောင်းပြီးဖျားဖြစ်တဲ့အငယ်ကအားကိုဖို့ပြအမြင့်ကြီးတဲ့ဖျားဖြစ်တာကျမတို့တို့အလုံးချုံဆုံးနေရတဲ့ဖျားဖြစ်ပြပေးပြီးတော့အကောင်းဆုံးဖျားဖြစ်တာလမ်းပြပေးမှာဖြစ်တဲ့အရာတိုင်းကဖျားဖြစ်ကိုယ်ကဆောက်ရှောက်ပေးမယ်နာမကျတဲ့သူတွေရောပေါ့နော်မျိုးမျိုးချမ်းချမ်းနဲ့ခံရတဲ့သူတွေရောဖျားဖြစ်အခါပဲဆောက်ရှောက်ပေးမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်